အားလုံးပဲမင်္ဂလာပါ My TV မြန်မာကပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲဘော် ET ပါဒီနေ့က12ရက်3လ2026ညပိုင်းရှိစမှာကျွန်တော်စီစဉ်နေမစခင်ကျွန်တော်မိတ်ဆွေတွေစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဒီနေ့သတင်းကောင်းတွေရှိတယ်ဗျာနော်ဝိရိယဗျာခင်ဗျားကလည်းနေတိုင်းသတင်းကောင်းတွေရှိနေဟုတ်တယ်နေတိုင်းရှိတယ်ဒီနေ့သတင်းကောင်းတွေရှိတယ်ကင်ပြည်နယ်ဘက်မှာကင်ပြည်နယ်ဘက်မဟုတ်ဘူးနော်တင်းလိုက်တိုင်းဘက်မှာတင်းလိုက်တိုင်းဘက်သတင်းကောင်းရှိတယ်စခန်းကြီးကြီးတိန်းလာတာရှိတယ်အဲ့စခန်းကြီးကြီးကဘယ်နှစ်ရက်လောက်ကြာလဲဆိုတော့9ရက်ကြာ9ရက်တိုက်လိုက်ရတိုက်နေတဲ့အချိန်မှာကျွန်တော်တို့အတန်ကလုံးဝငြိမ်နေဘာမှမကြောက်ဘူးနော်အခုသိမ်းပြီးတဲ့အချိန်ကျမှကျွန်တော်တို့ကြားပါတယ်တလိုက်တိုင်းတဲချောင်းမြို့နယ်ဝင်းဝပေါ့နော်တဲချောင်းမြို့နယ်မှာရှိတဲ့ဝင်းဝစစ်တဲ့စခန်းအဲဒီစခန်းကိုသိမ်းတာပါကျွန်တော်ဘတ်စတာဒီနေ့မဟုတ်မနေ့ကတော့ညနေ4နာရီမနေ့ကညနေ4နာရီမှာသိမ်းတာပါတဝဲမြိတ်မရှစ်လမ်းမကြီးမင်းတက်ကြီးရွာဆိုတာကကျွန်တော်တို့အဲ့မှာဝင်းဝတရားရှိတယ်ဝင်းဝတရားအလွန်တောင်ဘက်အဲ့မှာမင်းတက်ကြီးရွာဆိုရှိတယ်အဲ့ရွာရဲ့အတွင်းထဲမှာရွာအတွင်းထဲမှာဟိုနေတက်ဆွဲထားတာပေါ့နော်ဝင်းဝစခန်းတဲ့စခန်းနာမည်ဝင်းဝစခန်းအဲ့ဝင်းဝစခန်းကိုဖေဖော်ဝါရီလ9ရက်နေ့ကစပြီးတော့မှတိုက်တယ်17ရက်နေ့မှာအပြည့်တက်တိမ်ပိုက်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီကောင်တွေကလည်းပြစ်ကူစစ်ကူကတော့သူတို့ကလည်းစီမံချက်တွေဆွဲပြီးသားဘယ်တော့မှဆိုစစ်တပ်မှာအမြဲတမ်းသုံးနေတဲ့ကျင့်သုံးမှုတစ်ခုရှိတယ်အဲ့ဒါပြစ်ကူစီမံချက်အတွက်အမြဲတမ်းရှိတယ်နော်ပြစ်ကူစီမံချက်ဆိုတာအမြဲတမ်းရှိတယ်စခန်းတစ်ခုတိုက်ခံရလို့ချင်းအဲ့စခန်းကိုပြစ်ကူဘယ်လိုပေးမလဲစစ်ကူဘယ်လိုပေးမလဲပြစ်ကူစစ်ကူစီမံချက်ဆိုတာရှိတယ်အဲ့ဒီစီမံချက်အတိုင်းစခန်းတစ်ခုကိုတည်တာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့စီမံချက်ကိုလည်းကျွန်တော်တို့က KNL လေးဥဆောင်တာဟုတ်ဗျကျွန်တော် KNL လေးတိတာပေါ့နေပေါင်းများစွာဒီကောင်တွေနဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ရတဲ့တိုက်ပွဲပေါ်ကနေနေတာမဟုတ်တာနော်သူတို့တွေးကြုံရတယ်တေးဦးလေဗျာအဲ့ဒါလည်းတိတာပေါ့တိတော့စစ်ကူလာမယ်ဆိုရင်လည်းတိတယ်ပြစ်ကူရှိမယ်ဆိုရင်လည်းတိတယ်အဲ့ဒါကိုကောင်းကောင်းဖြတ်တောက်နိုင်ရက်ဖြတ်တက်ပေါ့ဗျာသူတို့စစ်တဲ့စကားနဲ့ဆိုအဲ့တော့17ရက်နေ့သိမ်းပြီးရ9ရက်နေ့မှာတိုက်တဲ့အချိန်မှာဒီကောင်တွေကအဲ့ဒီကိုစစ်ကူတွေတောက်လျှောက်လွတ်တဲ့စစ်ကူစစ်ကြောင်းကိုကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကကောင်းကောင်းထိုင်ချပြီးတော့မှသူတို့လာမဲ့လမ်းကြောင်းပေါ်မှာနော်တေချာကိုထိုင်ချပြီးတော့မှသူတို့ပြင်းတာတေဆုံးမှုရေတော့မသိရသေးဘူးလောလောဆယ်စခန်းသိမ်းလိုက်တဲ့အတွက်လက်နက်မျိုးစုံ40ကျော်သိမ်းစီရမယ်။အိုးဘဘကြီးကလှူရတာလက်နက်မျိုးစုံ40ကျော်အဲ့ဒီမှာကျွန်တော်တို့60တွေပါတယ်နော်60တွေပါတယ်60နှစ်လက်ထိပါတယ်အမေတွေကတော့အများကြီးပဲအမေတနတ်တွေကတော့အများကြီးပဲနော်နောက်ပြီးတော့အဲ့ဒီမှာဘုံသီးတွေတွေ့ရတယ်နောက် drop ဘုံတွေလည်းတွေ့ရတယ်နော် drop ဘုံတွေနောက် jumper တွေတွေ့ရတယ်မီးစက်တွေတွေ့ရတယ်နောက်ပြီးတော့ဆက်ကလေးတွေတွေ့တယ်ပေါ့အဲ့တော့လက်နက်မျိုးစုံ40ကျော်သိသိရမိခဲ့တယ်ဝင်းဝစခန်းကဒီကျွန်တော်တို့ဘယ်လိုပြောမလဲဒီသူတို့စခန်းနှစ်ပေါင်း30ကျော်လောက်အဲ့မင်းတက်ရွာမှာနော်နှစ်ပေါင်း30ကျော်လောက်အခြေစိုက်တက်ဆွဲထားတဲ့စခန်းကြီးလို့ပြောလို့ရတာပေါ့နော်အဲ့ဒီစခန်းကြီးကိုကျွန်တော်တို့ KNL ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲကိုကင်းလို့မြောက်ရေးတပ်မတော်ဗျူဟာ2ကဦးဆောင် KNL တပ်မဟာ4တပ်ရင်တပ်မဟာ4ရဲ့တပ်ရင်12နောက်တပ်မဟာ6ရဲ့တပ်ရင်29တပ်မဟာ6ရဲ့တပ်ရင်29ဆိုတာဒါဟိုပါဗျကိုဗရာဗျတပ်ရင်29ကသွားတိုက်တာကိုဗရာသွားတိုက်တာမဖြစ်နိုင်ဘူးအဝေးယူနော်လိုက်တိုင်းနဲ့ကင်ပြည်နယ်နဲ့အဝေးကြီးပဲတိုင်း20ကွန်သွားတိုက်တယ်တဲ့ကဲတော်ဝေးတာဗျတိုင်း20ကွန်သွားတိုက်
အဲ့လိုတော့ပြောတယ်နော်တပ်မဟာ6ကတိုင်း29ဟာပါနောက်တပ်မဟာလေးကအထူးကွန်မန်ဒိုတပ်ဖွဲ့နောက် viewer 33လောက်ခံ T5 တက်ရင်တဲ့နော်ဒေါ်လာတပ်ဖွဲ့တွေပူပေါင်းပြီးတော့မှတိုက်ခိုက်ရဖြစ်တယ်အဲ့ဒီစခန်းကသူကတင်းဖွဲ့စည်းဖို့ရှိပါတယ်တင်းဖွဲ့စည်းပုံတစ်ခုအပြည့်ပေါ့နော်လက်နက်ခဲရင်ရတယ်စခန်းမှာစစ်ကွေးက100ကျော်လောက်တက်ဆွဲထားတယ်100ကျော်တက်ဆွဲတယ်ဆိုတော့ဖွဲ့စည်းပုံကြည့်ပေါ့တေဆုံးတာကစခန်းမှာ50ထက်မနည်းတည်တယ်လမ်းမှာဂျားပြတ်တိုက်ခိုက်ခံရပြီးတော့မှနော်ခွေးပြေးဝက်ပြေးနဲ့ခွေးသေးဝက်တည်တာကတော့မနေအောင်လဲတော့မသိဘူးအဲ့ဒါစခန်းမှာတော့50ကျော်လောက်တည်တယ်ဒါဒီပွဲကတေချာကိုစီမံပြီးတော့မှတိုက်တဲ့ပွဲပါအင်အား100ကျော်လောက်ရှိတဲ့စခန်းတစ်ခုကိုတိုက်ဖို့ဆိုတာကတော်ရုံပုံစံမျိုးပေါ့နော်တော်ရုံကျွန်တော်တို့သွားပြီးတော့မှစိတ်ထန်တိုင်းသွားပြီးတော့မှတိုက်လို့ရတဲ့အနေအထားမျိုးမဟုတ်စကန်သိမ့်နေဆိုတေချာကိုစီမံချက်ဆွဲပြီးတိုက်တဲ့သဘောရှိပါတယ်နော်တေချာကိုစီမံချက်ဆွဲတော့100လောက်ဆိုတာကဒါတကယ်ကိုတင်းစာအထိုင်ချထားတဲ့စကန်ဖြစ်တယ်ပေါ့နော်အဲ့တော့တင်းသိမ့်မိတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ပြောလို့ရတာပေါ့ဒါဝမ်းသာစရာပါနော်အဲ့တော့စကန်နေကျွန်တော်တို့သိမ့်ထားတာရှိတယ်ဆိုတာပြောချင်တယ်နော်နောက်ထပ်ဝမ်းသာစရာပေါ့လူသေးတော့ဝမ်းသာစရာဖြစ်ရတယ်เนาะကျွန်တော်တို့ကဘာဖြစ်လဲတာတယ်ဗျာတာတယ်ဗျာအဲ့ဒါပါလေကချင်ပြည်နယ်မြကြီးနားမြို့အနီးမှာရှိရဲ့အကျွဲရွာကုန်းတဲ့အကျွဲရွာကုန်းမှာတဲ့တက်ဆွဲထားတဲ့စစ်စခန်းကိုကျွန်တော်တို့ KI ပူပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ဝိုင်းပြင်းတာပေါ့ဗျာဝိုင်းပြင်းတော့အဲ့မှာပုံမူတို့ပါဝင်တတအချို့တည်တယ်အဲ့တော့ပုံမူဆိုတော့2IC ပေါ့ဗျာဒါမှမဟုတ်တိုင်မှု option တွေပေါ့နော်ဒုတိယပုံမှုကြီး option တွေပေါ့ဒီလိုကောင်မျိုးနေမှာပေါ့ဗျာမတ်လ17ရက်နေ့ကရွှေဘုမြကြီးနား line မြကြီးနားမြို့အနီးမှာရှိတယ်မြကြီးနားမြို့အနီးတဲ့နော်အကျွဲရွာကုန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်မြကြီးနားနဲ့နီးတယ်ဆိုတော့ဒီဘဲ AC ပေါ့ငါတို့ဒီကောင်တွေလာတိုက်မှာမဟုတ်ဘူးပေါ့နော်ကန်ရသွားပြီးတော့လက်နက်ကြီးနဲ့ပြင်းတာအဲ့တော့မြကြီးနားလည်းမင်းတို့ကောင်မရတော့ဘူးနော်မြကြီးနားကလည်းသိတဲ့အတိုင်းတိမ့်မှာစိတ်သာချနေနော်ဗိုလ်ချုပ်ကောင်ကပြောပြီးသားအဲ့တော့ပုံမှုတူလက်သွားတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့နောက်10ရက်တောင်မဟုတ်ဘူးနောက်တစ်ပတ်လောက်ဆိုလို့ရှိရင်ကျွန်တော်ဖိတ်စာတွေ့ရမှာပေါ့အဲ့ကြလို့ရှိရင်တော့ဒီအကျွဲကုန်းနော်အကျွဲရွာကုန်းမှာတုတ်တင်ခံလိုက်ရတဲ့ပုံမှုကဘယ်သူဆိုတာကျွန်တော်ဖိတ်စာထွက်လာပါလိမ့်မယ်နော်ကျွန်တော်တော်လည်းဘတ်တော်သားတွေလှင်နေပြနော်သူတို့ခိုးကြောင်ခိုးရတဲ့တကြိုပေမဲ့လေကျွန်တော်တို့တော်လည်းဘတ်တော်သားတွေကအတင်းအားရမှကြွတ်တွင်းတူးသလိုပဲလိုက်ရှာပြီးတော့เนาะဖိတ်စာလေးလိုင်းပေါ်တင်နေပေးတာအဲ့လိုတကယ်ကိုเนาะတော်တယ်ဗျเนาะကျွန်တော်တို့တော်လည်းဘတ်တော်သားတွေเนาะအချင်းရံပြတဲ့နေရာလည်းအရန်တော်တာခင်ဗျားတို့ရံမဖြစ်ကြတယ်သိလားเนาะကျွန်တော်ဟိုဖြစ်လို့ပြောတာအဲ့လိုအချင်းတွေရန်တာဖြစ်တယ်အခုဆိုကျွန်တော်ကြည့်နေ line ပေါ်မှာဒီဘာတွေဖြစ်နေလဲဆိုတာဟို energy out မဝင်လို့စိတ်ကောက်နေတဲ့စိတ်ဆိုးနေတဲ့အဖွဲ့တစ်ဖွဲ့မဝင်ဘူးကွာဘာဖြစ်လဲဆိုတော့အဖွဲ့တစ်ဖွဲ့ပြဿနာတွေဟိုတယောက်နဲ့တယောက် fight နေကြတယ်နော်ထိတ်ဆုံးကတော့ကိုမျိုးရင်အောင်တိန်တို့ပေါ့ထိတ်ဆုံးက तू ကထိတ်ဆုံးပါပဲနော်ဦး COC ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုတွေဆိုတစီကိုလည်းစီနေတာအဲ့မှာကျွန်တော်ဟိုတွေးလိုက်သေးတယ်အမေရိကန်ကစစ်ရဲမီလီတယောက်ပြနော်အမေရိကန်စစ်ရဲမီလီတယောက်ကသူကအဲ့သူတင်ထားတဲ့ post လေးပေါ့ဗျာအဲ့ post လေးကျွန်တော်တွေ့တော့သူကဘာကိုရှင်းပြချင်တာလဲဆိုတော့ဒီ SOP တခုပေါ့နော် SOP တခုတည်တံ့ထုတ်ဖို့အတွက်သူကတိုက်တွန်းထားတာအဲ့တိုက်တွန်းထားတဲ့စာလေး post လေးတင်ထားတာပေါ့နော်သူကတော့အဲ့မှာရှင်းပြတာတော့တာဝန်ချိန်ပေါ့အဓိကတော့တာဝန်ချိန်ကိုချိန်ပြောင်းပြီးတော့မှဒီလို mission တွေပူးပေါင်းဖော်ဆောင်ဖို့အရန်အရေးကြီးတဲ့အချိန်မှာဘယ်လိုလုပ်ဖို့ပေါ့နော်ဒါလေးပေါ့နော်အဲ့လိုမျိုးလေးသူကရေးထားတာအဲ့ SOP နဲ့ပတ်သက်ပြီးတော့အဲ့ဒါအောက်မှာသူ့အောက်မှာတွားပြီးတော့မှမှန်တယ်ပေါ့ရှောက်ပြောတော့ဗျာနော်အဲ့တော့အဲ့မှာတယောက်ကဘာရေးလဲဆိုတော့COC energy ရဲ့ COC ရောက်ဝင်တဲ့ဒီဒေါ်လာကြီးကဘယ်လိုဖြစ်တယ်လို့ဘာညာဖြစ်တယ်အဲ့ဒါနဲ့အဲ့စစ်အမေရိကန်ရဲ့စစ်ရဲမေကသူကဘာပြန်ပြောလဲဆိုတော့ COC ဆိုတာရှင်းပြပါအောင်တဲ့သူကအဲ့လိုမေးလိုက်တော့ဟိုလူပေါက်ပိတ်ပေါ့အဲ့လိုပေါ့နော်အဲ့တော့ရံမဖြစ်ကြနဲ့နော်ခင်ဗျားတို့အဓိက COC မဟုတ်ဘူးဗျအဓိကသဘောတူညီမှုဗျအနာဂတ်
နိုင်ငံရေးသဘောတူညီမှုဗျအဲ့ဒါအရေးကြီးတာ COC ပန်းပြပြီးပြောလို့မရဘူး COC အတင်းပြောနေတာဘာနဲ့သွားတူလဲဆိုတော့ပြောတော့ဘူးဗျာနော်ပြောရင်ကျွန်တော်လည်းဟိုကဖြစ်ထားလိုက်တော့အဲ့တော့ထားတော့နော်ရံမဖြစ်ကြနဲ့လို့ပြောချင်တာနော်ရံမဖြစ်ကြနဲ့ပြောချင်တာတယောက်နဲ့တယောက်အဓိကတော့ကျွန်တော်တို့အနာဂတ်နိုင်ငံရေးပုံသဘောတူညီချက်ထုတ်နိုင်ဖို့လိုပါတယ်အဲ့ဒါရတာနဲ့ကျွန်တော်တို့ကဘာမှရှေ့ဝေးစဉ်းစားနေစရာမလိုတော့ဘာအခက်အခဲမှမရှိဘူးဘာအခက်အခဲမှကိုမရှိတာအခုနိုင်ငံရေးသဘောတူညီချက်တွေအနာဂတ်နိုင်ငံရေးသဘောတူညီချက်တွေနိုင်ငံရေးကတိကဝတ်တွေလူနေသေးလို့ဒါဒီကနေ့အချိန်ထိနည်းနည်းကြန့်ကြာနေရောဒါစူးစမ်းနေတယ်လို့တော့လူကြီးတွေကပြောကြတယ်တစ်ဖက်ကလည်းကျွန်တော်တို့ COC အောက်မှာမရှိတဲ့အဖွဲ့တွေရော NUG ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေရောသူတို့တူစူးစမ်းနေတယ်တိုင်းရင်းသားတွေနဲ့လည်းစူးစမ်းနေတယ်နော်ဟိုဒီ COC အောက်မှာမရှိတဲ့တက်တွေလည်းတိုင်းရင်းသားတွေနဲ့ဒါသဘောတူညီချက်တွေပေါ့နော်စူးစမ်းနေတယ်ပေါ့နော်အဲဒီတော့တွေ့ရပါတယ်အဲ့တော့ချိန်တိုင်းတော့ဖြစ်သွားမှာပါနော်ဒီပြိပခတွေကတော့မိဘပြိပခတွေပေါ့ဗျာကျွန်တော်တို့ဒီလိုပဲနားလဲတယ်လက်တော်လိုင်းတစ်စုံလုံးကြီးပြတ်သွားတဲ့အထိတော့ဖြစ်မှာမဟုတ်ဘူးเนาะကျွန်တော်တို့ဟို line ပေါ်မှာဒါတယောက်နဲ့တယောက် COC တို့မ COC တို့ပြောနေကြပေမဲ့เนาะဟိုတကယ်အလုတ်လုတ်နေတဲ့တရင်တက်ဖွဲ့တွေကတွဲပြီးတော့မှအလုတ်လုတ်နေကြတယ်เนาะဟို NUG ရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ဒီကျွန်တော်တို့ COC အောက်မှာမရှိတဲ့တက်တော်တွေတက်မတော်တွေနဲ့စကားတွေပြောနေကြတယ်အဲ့တော့တချို့ NUG ကိုလက်မခံတဲ့ဖွဲ့တွေရှိတယ်တချို့ NUG ကိုလက်ခံတဲ့ဖွဲ့တွေရှိတယ်တချို့ NUG ကိုဟိုအစွန်းအထိလက်ခံတဲ့ဖွဲ့တွေရှိတယ်အမျိုးမျိုးကွဲကြတာပေါ့နော်အဲ့တော့ခင်ဗျားတို့ကျွန်တော်တခုပဲပြောပြလက်မခံတဲ့ဖွဲ့ရောလက်ခံတဲ့ဖွဲ့ရောအစွန်းရောက်နေတဲ့ဖွဲ့တွေရော NUG ကဘာဖြစ်လို့ဒီဖွဲ့တွေနဲ့ထိတွေ့ပြီးဆက်ဆံနေလဲဒီဖွဲ့တွေကရောဒီဖွဲ့တွေထဲမှာရှိနေတဲ့လူတွေကရောဘာဖြစ်လို့ NUG ကိုတလုံးမှမပြောကြတာအဲ့တော့တိုက်နေတဲ့လူတွေကအတန်သိမ့်မထွက်ဘူးမတိုက်တဲ့လူတွေအတန်အများကြီးထွက်တယ်ပေါ့နော်ဒါလေးကြုံလို့ပြောတာပါအဲ့တော့ဒါကတခုပေါ့ဗျာနော်တခုဒီနေ့တော့စကိုင်းတစ်ခုသိမ်းတယ် 2IC အဆင့်လောက်ရှိတဲ့ကောင်တယောက်ကိုကြိတ်ပလိုက်တယ်အဲ့တော့နောက်တစ်ခုကတော့ချင်းပြည်နယ်မှာဗျာဟာခမြို့ပေါ်မှာတွားပွဲချမ်းနေနော်ရဲခွေးလေးတကောင်ရဲခွေးလေးနှစ်ကောင်ပေါ့ဗျာ17ရက်နေ့ညတွားပြီးဒီကောင်စိုက်ကယ်တွေငွေသွားညက်နေတာချင်းပြည်နယ်မှာဟာခမြို့ပေါ်မှာနော်ဂျမ်ဖတ်စစ်တဲ့လောက်ခံရက်တက်ဖို့နှုတ်ကောင်တွေကွာတော်တော်အသိဉာဏ်နေပါတဲ့ကောင်တွေပဲနော်အဲ့တော့ Channel Defense Force ဟာခါနေပြီးတော့ရောက်ချလာပြီးတော့မှအဲ့ကောင်နှစ်ကောင်ကင်ထုတ်သွားပြီးရောတယောက်ကတော့ပွဲချင်းပြီးနှစ်ယောက်ကထိခိုက်ဒဏ်ရာရရှိအဲ့ထိခိုက်ဒဏ်ရာရတဲ့ရဲနှစ်ယောက်ထဲကတကောင်ကစခန်းကိုလည်းရောက်ပေါ့ခဏကြာမဖတ်တော့မင်းတို့ကောင်တွေကသူများဒေသထဲမှာသူများနေမြေတွေမှာမင်းတို့လာပြီးတော့မှမင်းတို့အခြေချခွင့်ရတာကိုကမင်းတို့ကိုဘာမှအသက်အန္တရာယ်မပေးသေးဘဲနဲ့စောင့်ကြည့်နေတာကိုကမင်းတို့ကံကောင်းတယ်လို့မှတ်မှာအဲ့ဒါကိုတွားပြီးတော့မှချင်းလူတို့ကိုပြဿနာရှာတယ်ငွေညစ်တယ်နော်အဲ့တွားလို့တော့ဟိုကရောက်ချတာရောက်ပြီးကင်ထုတ်တော့ပြီးတော့အဲ့မှာနော်သုံးကောင်ကားကနေပဲအဲ့နှစ်ကောင်ကတော့လက်သွားဘတ်သွားနော်ဘာဖြစ်လဲမင်းတို့ကောင်တွေကဒီဘာမဟုတ်တဲ့ပတ်စံလေးကိုနော်ကိုဟာငါဒီဒေတာကန်တွေနဲ့ဘလို့အဆင်ပြေအောင်ငါပေါင်းရမလဲဆိုတာဒါမျိုးစဉ်းစားရမှာမဟုတ်ဘူးဘင်းတို့ကောင်တွေကလက်ထက်တနက်လေးရှိယူနီဖောင်းလေးဝတ်ထားရင်ကိုကာတာနဲ့ပြဿနာရှာခြင်းတယ်အဲ့လိုမျိုးနော်မျိုးပြဿနာရှာခြင်းတယ်အဲ့လက်သွားတာပေါ့စောစီးလက်သွားတော့အနေထိုင်တက်တဲ့ကောင်တွေနော်စောစီးလက်သွားအဲ့ဒါကတခုပါအဲ့နောက်တစ်ခုကတော့အခု ALB ကကျင်းပြီဗျာနော် ALB ကကျင်းပြီဒေါ်စောမြရာစာတင်းရဲ့အဖွဲ့ကဘာကျင်းလဲဆိုတော့ဒေါ်စောမြရာစာတင်းကကျမတို့ကတော့တဲ့အာစာနော်အာစာအဖွဲ့ကိုတဲ့အကျန်းဖတ်အဖွဲ့အစည်းတစ်ခုအဖြစ်ပဲတတ်မှတ်ပါတယ်တဲ့နော်အကျန်းဖတ်အဖွဲ့လို့ပဲမြင်ပါတယ်တဲ့အခုဘူးတီတောင်မောင်းတော်နေဆက်မှာဆိုလို့ရှိရင်တဲ့လူတွေကောင်းကောင်းမွန်မွန်သွားလာလို့မရဘူးတဲ့အခုထိအသက်ခံနေရတယ်တဲ့လူမျိုးနွယ်တွေအတွက်တဲ့အင်မတန်အန္တရာယ်ကြီးပါတွတ်တိုက်ပါလားဘာအကြမ်းဖက်အဖွဲ့အဖြစ်တတ်မှတ်တယ်လို့ဘာမှလုပ်လို့မရတွတ်တိုက်ရမှာတွတ်တိုက်အာစာတို့အာရဆိုတို့အားရတာအကြမ်းဖက်အဖွဲ့စီတွေပေါ့နော်လက်ကလေဘောဟာဒီမိမတွေအဲ့တော့သူကလည်းပေးရတာပေါ့နော်ပေးရတာဟိုအာရကတက်တော်ကတပြီလုံးသိမ်းတော့နည်းနည်းပဲလိုတော့တယ်ကြောက်ခင်ကလည်းအချိန်ကြီးကတော်တော်ကောင်းနေတယ်ဗျာနော်ကြောက်ခင်ကအခြေအနေတော်တော်ကောဟိုဘက်ရက်ကွက်မှာတော့သူတို့တိုင်နေတယ်ပေါ့နော်
သူတို့ကမရဘူးသူတို့ကနောက်ဆုံးစက္ကန့်ကြာကန်နေဒီနိုင်နေတယ်လောက်တာတော်စောမြရတာလည်းခင်ဗျားတို့နော်အဲ့တော့ပူပေါင်းလိုက်တော့နော်လက်တွဲပြီးတိုက်ကြဗျမဟုတ်ရင်တော့ခင်ဗျားတို့ကွက်ကလေးရှိနေတဲ့စစ်တွေလေးကပါတော့မယ်လှုပ်တော့ဖြစ်နေပြီအခုမှအတန်ထွက်မလာနဲ့နော်အာစာအစမ်းဖတ်ပွဲတွေပါတော့အဲ့တော့အာစာကဟိုတနေ့ကတော့ကျွန်တော်တို့အဲ့ဘူးသီးတောင်ဘက်မှာရခိုင်လူထုရခိုင်ဟိုပေါ့နော်ပြည်သူ3ယောက်လာမသိဘူးတက်သွားတယ်တက်ပြီးတော့ဒီကောင်တွေကကြွကြော်တန်တွေလှုပ်တယ်အဲ့ဒီမှာတနတ်တွေပါနေအများကြီးပေါ့ဗျာအဲ့တော့တနတ်တွေကိုကြည့်လိုက်တဲ့အခါမှာမရောက်နိုင်ထုတ်ပေးထားတဲ့ ME1 ME3 အဲ့လိုတနတ်မျိုးတွေတွေ့ရတယ်အဲ့တနတ်တွေနဲ့မြန်မာစစ်တပ်ကသုံးတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့ပေါ့နော်အဲ့မှာအာစာအဖွဲ့လာပါလားအဲ့မွတ်စလင်အစွန်းရောက်အကြမ်းဖက်အဖွဲ့ရကောင်တကောင်ပေါ့မျက်နှာကိုလည်းစီးထားတယ်အဲ့သူတို့တကယ်ကိုယူနီဖောင်းအပြည့်ဝပဲเนาะဝတ်ထားတာအမေဘယ်ကဘလိုတွေဘယ်ဖြစ်လဲတော့မသိဘူးအဲ့တော့စစ်လက်နက်ပစ္စည်းတွေကတော့မင်းအောင်နိုင်ထုတ်ပေးထားတဲ့စစ်လက်နက်ပစ္စည်းတွေပါပဲเนาะအဲ့ဒါတွေနဲ့ကျင်းွားနေတာဘူဂျူဖိုင်တွေမှာတင်ထားတာတွေ့ရတယ်အဲ့တော့တစ်ဖက်ကဒီဘက်ကျွန်တော်ကြောက်ဖြူစစ်တွေချိန်တွေကတော်တော်မကောင်းတော့ဘူးနောက်တစ်ခုကနိုင်ကလည်းအခြေအနေတော်တော်မကောင်းတော့ဘူးမကောင်းတော့တဲ့အတွက်သူကဘာလုပ်ရလဲဆိုဟိုဘက်အာစာကိုနော်လှမ်းပြီးတော့မှထောက်ပံ့ပြီးတော့မှကျွန်တော်ရခိုင်မြောက်ပိုင်းကိုပြဿနာရှာခိုင်းကြတာပေါ့နော်မင်းအောင်လိုက်အုပ်စုကအဲ့ဒါတေချာပေါ့ပါအဲ့ဒါအမှန်ပဲအဲ့ဒါကျွန်တော်ကမသိပဲနဲ့သူတို့ကိုဝါဒဖြန့်ဖို့အတွက်တက်ပြောတာမဟုတ်ဘူးအဲ့စစ်တပ်ရဲ့လှုပ်ထုံးလုပ်နေပဲတေချာပေါ့အဲ့ဒီကောင်နဲ့အဲ့မြောက်ပိုင်းဘက်မှာပြဿနာရှာအဲ့စောမြရာဇာလင်းကအခုစစ်တွေရလဲလှုပ်ဆိုတော့သူခင်ဗျာလဲဒါထပြောတာပါဒီကောင်နေအကျန်းဖတ်ပါဘာညာပေါ့ဗျာနော်ဒါလေးပါအဲ့တော့ကျွန်တော်တို့ငဖဲဘက်မှာလဲနိုင်ငံငဖဲပေါ့ဗျာအမ်ဘလန်လန်ပေါ့အဲ့ဘက်မှာလဲဝင်လာမစဲတဲပဲစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကလည်းလင်းဝင်လာတယ်ခလာရ9-1ကဘလူဆက်သွယ်ဝင်လာတယ်မသိဘူးနော်အကောင်တော့အလင်းဝင်လာတယ်အကောင်တော့အဖတ်စဉ်15စင်းနဲ့ဒီကောင်တွေကတရားဥပဒေပေါ်တာဆွဲခံရတဲ့ကောင်အပတ်စဉ်15ရဲ့အပတ်စဉ်16ရဲ့ဒီကောင်တွေရှိကသတင်းချက်လက်တွေရအောင်မှာပေါ့ဗျာနော်အခြေအနေကတော့နေရာတိုင်းမှာတော့အခြေအနေကောင်းပါတယ်စီးအခြေအနေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအခြေအနေလည်းကောင်းပါတယ်နိုင်ငံရေးအခြေအနေလည်းကောင်းတယ်နော်အဲ့တော့ကျွန်တော်နည်းနည်းလေးသတင်းလေးကျွန်တော်ပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ Shafia Rahman ဆိုတာသူကဗြိတိန်အခြေစိုက်ပေါ့နော်ဘင်္ဂလားဒေ့ရှ်သတင်းတောက်စုရပေါ့နော်ဘင်္ဂလားဒေ့ရှ်သတင်းတောက်သူကမှတ်တမ်းရုပ်ရှင်တွေမှာရိုက်တယ်နော် documentary film maker ပေါ့မှတ်တမ်းရုပ်ရှင်တွေမှာရိုက်တဲ့သူကစုတွေပါတယ်အများကြီးရထားတယ်အဲသူကအဓိကကျွန်တော်တို့လူခွင့်ရေးချိုးဖောက်မှုတွေရှေ့ပြောင်းနေထိုင်တဲ့သူတွေရဲ့အရေးပေါ့အရှိတောင်အာရှဒုက္ခသည်အရေးဒါတွေကိုအဓိကဖော်ထုတ်ပြီးတော့မှတင်ဆက်နေတယ်သူအဲ့တော့သူ့ရဲ့ X ပေါ့နော်ကျွန်တော်တို့ Twitter လို့ပြောမှာအဲ့ Twitter မှာသူသတင်းလေးတစ်ခုတင်ထားတာအဲ့သတင်းလေးကဘာလဲဆိုတော့ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တစ်လျှောက်လုံခြုံရေးထိန်းသိမ်းရေးတင်းမာမှုတွေဒါမှမဟုတ်ပြစ်ခတ်မှုတွေဖြစ်ပေါ်စေနိုင်တဲ့နားလည်မှုလွဲမှားစေနိုင်တဲ့စသဖြင့်ပေါ့ဗျာတော့အချက်4-5ချက်လောက်တော့ရှိတယ်ဒီ BGP နဲ့ကျွန်တော်တို့အာရခတက်တော်နဲ့တွေ့တယ်ဆိုတဲ့သတင်းအဲ့သတင်းကိုသူတင်ထားတာတွေ့တယ်အဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှသူကအတီးပြုချက်ရယူဖို့အတွက်ရှင်းလင်းချက်ရယူဖို့အတွက် BGP 34 RAM ကိုသူအဲ့တန်ဖိုးစီကိုသူဆက်သွယ်တယ်အဲ့တော့သူ post တင်တဲ့အချိန်ထိဘာမှတုံ့ပြန်မှုမရှိသေးဘူးဆိုပြီးတော့မှသူကသူ့ရဲ့ Twitter မှာသူအဲ့လိုရေးထားတယ်အဲ့လေးပြောချင်တယ်နော်နိုင်ငံရေးသတင်းဆိုအဲ့ဒါလေးပြောချင်တယ်အဲ့လိုတော့အခြေအနေရှိတယ်လို့ပြောချင်တာနော်ကျွန်တော်တို့အာရကတက်တော်လည်းသိတဲ့အတိုင်းပဲ AK47 အစ်စ်တွေကန်ထုတ်လာတာအဲ့ဒါလည်းတိတ်မဟုတ်ဘူးဗျနော်မင်းအောင်လိုင်းကိုကုလူဖြစ်အောင်လုပ်နေတယ်လို့ပဲနော်ဒါလေးရတစ်ခုပါအဲ့နောက်တစ်ခုကတော့ကျော်မျိုးမင်းကိုနည်းနည်းလေးကျွန်တော်ကျင်းကျင်နေဗျာနော်ကျော်မျိုးမင်းကိုနားထောင်ကြည့်အောင်အမ်းမြို့ထဲမှာရှိတဲ့တုံမန်းစခန်းလို့ပြောပြီးတော့အဲ့မှာလူရာချီသေတဲ့ဖြစ်စဉ်တခုဖြစ်သွားတယ်တော်တော်ဆိုးပါတယ်ဒီဖြစ်စဉ်ကအေးရထုတ်ပြန်ချက်မှာဖော်ပြထားဖို့ရစစ်တုံမန်း116ဦးသေပြီးတော့32ဦးထမ်းရတယ်အဲ့သေတဲ့116ဦးကဘယ်သူတွေဘဝမှတော့မသိလောက်အောင်အသားစားတွေလွတ်ပြန်ထွက်မီးလောင်ပြကြတကယ့်ကိုအယိုးတွေပတ်ချက်ဆက်လို့ဗျာတော်တော်ဆိုးဆိုးဝါအသေးဆုံးထားရတာဖြစ်တယ်ဆိုတော့အေးထုတ်ပြန်တော့အေးမှန်ပေါ့ဗျာဟော
လူကြီးတို့က A ထုတ်ပြန်တော့ A မှန်ပေါ့ကျွန်တော်အမြင်ပြောရရင်တော့ A ကစဉ်းစားနေတာဘလူလင်းရအောင်လေကျွန်တော်မြင်ပြောရရင်တော့ဘလူပြောရမယ် A ကထောင်ထဲကနေအကုန်လုံးထုတ်သွားပြီးကျိုးတုတ်ပြီးတော့မှရိုက်နှက်မိရှုအဲ့လိုပြောဖို့စဉ်းစားနေတာမင်းတို့အဲ့ဘောမ channel ထဲမှာအဲ့တိုင်းကိုပြောထားတာတပုံစံနေပဲเนาะမင်းအောင်ဘလူပြောကြတယ်တခါတော့ခိုးချလိုက်ပြီးတာပဲကွာဘာစဉ်းစားမနေနဲ့ဒါစစ်တုံးမန်းတွေကိုတမင်နေတမင်ကိုသူကတမင်ကိုလက်စာတုံးပြတယ်လို့ကျွန်တော်မြင်တယ်ဒီဖြစ်စင်မှာတမင်ကိုလက်စာတုံးပြတယ်ရက်ဆက်လိုက်တာကွာကြော်မျိုးမင်းမင်းတခြားနည်းနဲ့ရှာစားပါလားကွာဟမ်မင်းရှာစားကြရမယ်တခြားလုပ်ငန်းမရှိတော့ဘူးလားမင်းငါကြည့်ပြီးတော်တော်တနာလာတယ်နော်မင်းကလင်ကကြီးကြဖို့တခုအတွက်ကိုမင်းတော်တော်ကိုစဉ်းစားပြီးပြောနေရတာနော်မင်းတရင်နေမှာမင်းအစာပိုင်းမှာမင်းပြောနေကြစကားရှိတယ်နော်ဟာလေမင်းကိုယ်တိုင်မှာပဲအဲ့ဒါကိုအခုမင်းချိုးဖောက်နေတာဟာလေခင်ဗျားတို့မြန်မာတွေကဟာလားကိုကျိုးစီးပွားအတ္တအတွက်ဟာလားမြန်မာပြည်ကိုတကယ်ချစ်တယ်လို့ဟန်ဆောင်နေတာအဲ့လိုပြောတာဟာလားဟုတ်တယ်နော်မင်းပြောခဲ့တာနော်တကယ်ချစ်တယ်လို့မင်းဟန်ဆောင်နေတာမှနည်းနည်းနားထောင်လို့ရသေးတယ်ကွာအခုမင်းပြောနေတာကအဲ့ထက်အများကြီးဆိုးတယ်ဟဲ့ကောင်ရဲ့ကြော်မျိုးမင်းရဲ့သိလားမင်းကမှကို့အကျိုးစီးပွားအတွက်လူအသက်တွေကိုယင်းပြီးတော့မှနော်မင်းတစ်ချိန်ကမင်းလေးစားခဲ့တဲ့စစ်သားတွေလေကွာမင်းတို့ခေါင်းပြောင်းအိပ်ဖို့အတွက်ကာဝယ်ဆောင်ရှောက်ပါတယ်ဆိုတော့မင်းတို့ချစ်တဲ့စစ်သားတွေလေကွာအဲ့ဒီစစ်သားတွေပုံမှာရဲဆက်တပ်ဖြတ်တာကိုပထွေးကတပ်ဖြတ်တာကိုကာဝယ်ချင်တာနဲ့နော်ပထွေးကတပ်ဖြတ်တာအမှန်တရားကိုမြင်နေရက်နဲ့ညင်းမရတဲ့တပ်တွေရှိနေရက်နေတော့မှတစ်ဖက်အဖွဲ့အစည်းကိုမင်းအရှက်မရှိဆွရဲတယ်နော်မင်းပါဇက်ကမင်းငါတော်တော်တနာတာပဲကွာနော်တခြားလုပ်ငန်းနဲ့ရှာစားပါလားကွာအဲ့ရောမင်းတို့အဲ့ဆိုလို့ရှိရင်ဒါမှန်ဘုံသွားကျဲတာဟုတ်မဟုတ်မင်းအဲ့မင်းတို့တရင်ကရူရှိတာဘီစီတို့ကတော့မေးလိုက်ပေါ့ဟုတ်လားနော်စစ်တုံးမနေထားတဲ့နေရာကိုဘိုးချုပ်မူကြီးတို့ကဘုံသွားကျဲခိုင်းနေဆိုဟုတ်လားဆိုဘီစီတို့ကတော့မေးလိုက်အောင်မင်းတို့လည်းမေးလို့ရပါတယ်အဲ့ကိစ္စနော်ဟုတ်မဟုတ်မေးလို့ရပါတယ်နော်ဟုတ်တယ်မလားမင်းရလေကွာတားကျွန်းစရာကောင်းတယ်မတာပါဇက်ထဲကတော့မရှောင်ဘူးမင်းနှိုက်စားတယ်ကွာမင်းတော်တော်ကျွန်းစရာကောင်းမတာတော့ရိုးမတာမို့မင်းတို့နဲ့တစ်ဖွဲ့တည်းမတာမင်းအနာဂတ်မင်းမိသားစုရဲ့အနာဂတ်မတွေးဝင်စရာပဲတကယ်ကိုမတွေးဝင်စရာပဲတားကျွန်းဖို့ကောင်းတယ်မင်းကလေးတွေတော့တနာပါတယ်ကွာနော်ဖခင်ရုပ်ရဲ့ကိုးကွယ်မှုအမှားအဲ့ဒီအမှားကြောင့်ကလေးတွေရဲ့အနာဂတ်ကတော့မင်းအမဲဆက်ကြီးဖြစ်တော့မယ်မင်းကလေးတွေကဒီကောင်ဖေMB news ကလေအဲ့တော်လိုင်းကလာတော့အဲ့လူတွေတေအောင်လေတတ်တာမတေပါဘူးမတတ်ပါဘူးအတင်းဖုံးကွယ်ပြီးတော့မှကလင်ကကြစ်လုပ်ခဲ့တဲ့ကောင်ကြီးလေကလင်ကကြစ်သတင်းမီဒီယာကြီးလေအဲ့ကောင်အဲ့ဒါနဲ့ဘောမပြီးတော့မှဒီကောင်ရှင်သန်ခဲ့တာလေအရှက်မရှိတဲ့ကောင်ကြီးလေအဲ့သူ့ဖေပေါ့လုံးမရသွားပြီသွားပြီမင်းအနာဂတ်ကောမင်းကလေးတွေအနာဂတ်မရစရာမရှိတော့နော်အမေတော်တော်မင်းရုံမာတဲ့ကောင်ပဲနော်လာအောင်မယ်ဆက်နာထောင်ကြနော်သူ့ရဲ့ရုံမာချက်ကနောက်ရှေ့စကားနဲ့နောက်စကားမညီတာရှိသေးတယ်သူကဘုံနဲ့ကျဲပါတယ်လို့ပြောရင်မဲ့ဘုံကျဲပြီးတော့ဟိုကျဲခံရလို့မြေတွေဖွာလန်ကျဲပြီးတော့မြေတွေကျင်းပုံစံဖြစ်သွားတာမျိုးဟုတ်လားဆိုတော့လေအဲ့လိုမျိုးမတွေ့ရအောင်တက်ကလေးနဲ့ဘုံကျဲလို့တည်ပါတယ်ဆိုတော့ဟုတ်ပါမလားဆိုတဲ့တန်တရားလည်းရှိတယ်ဘာလို့တက်ကအဲ့ဒီနေရာကိုလေးပြန်ခဲ့လားမပြန်ခဲ့လားဆိုတော့ flight radar မှာသွားကြည့်ရမယ်ပုံပေါက်တယ်အပြောက်ရှင်းနေတယ်အပြောက်ရှင်းနေတဲ့အတွက်မီးရှို့တက်ခဲ့လေသလားပေါ့နော်တစ်ချက်နှစ်ချက်ကတမင်များတက်မတော်ကဒီဒါအေးစခန်းမှာဆိုပြီးတော့တက်မတော်သတင်းမှားပေးပြီးတော့ဘုံကျဲခိုင်းခဲ့လေသလားမင်းတိုင်ပတ်နေပြီသွားပြီမင်းတိုင်ပတ်တယ်နော်သူပြောနားထောင်ကြည့်ရောသူကမြအဲ့ကြောင့်တော်တော်တနာဖို့ကောင်းတာလို့ရှင်းတော့လည်းမညီကုစကားနဲ့ကိုပြန်ညှိရင်အမှန်တရားကိုသူကဒါဖုံးကွယ်ခြင်းစောနဲ့သူထွက်ပေါက်ရှာရင်တော့ထွက်ပေါက်ပိတ်ပြီးတော့ကလင်ကကြစ်တွေပြောနေပါများကိုပြန်ပြီးတော့တိုင်ပတ်ကိုလည်းပဲကိုပြန်ဆော့သွားတာကြည့်လေအဲ့မှာကြောမျိုးမင်းရောမင်းကလိန်မယ်ဆိုရင်လည်းရှင်းတော့ညီအောင်တော့မင်းလိန်အောင်လေကွာပြီးမှတ်ထားအောင်ငါဘာပြောခဲ့တယ်ဆိုတာအစပိုင်းကျတော့ဘုံကျဲတဲ့လက္ခဏာမတွေ့မြေဒီဖွာလန်ကျဲပြီးတော့ဘုံချင်းဖြစ်မနေဘူးလို့ပြောတယ်ဘုံမကျဲဘူးကွာမင်းပြောတယ်နော်နောက်ကျတော့အစဖြောက်ခြင်းလို့မီးရှို့တတ်တာလားဒါမှမဟုတ်တက်မလို့တရင်ပေးဘုံကျဲခိုင်းတာလားဟာကဲနည်းနည်းမင်းပြန်စဉ်းစားပါအောင်အေးကောင်ရဲ့နော်
မင်းကိုယ်တိုင်ပဲဘုံမကျဲပါဘူးလို့မင်းကိုယ်တိုင်ညင်းထားပြီးမှတရင်မှာပေးပြီးဘုံလာကျဲခိုင်းတယ်ဆိုတဲ့စကားကဘယ်လိုလို့ထွက်လာတာလဲဟဲ့ကောင်ရင်အမှန်တရားကိုအတင်းကိုဖုံးကွယ်ခြင်းစောနဲ့စင်ကြီးတွေပေးရင်ကိုစကားနဲ့ကိုခြာလက်ဘက်တွေရမ်းပြန်ညှိပြီးအဆက်ကွဲသွားအောင်အဲ့မင်းကိုမင်းတော့မင်းမသိဘူးသိလားရောသိရောသိရလားမင်းကိုမင်းရောသိရောသိရလားမင်းကလင်ကကြစ်ကြနေဆိုတာဟမ်ကိုစကားနဲ့ကိုတိုင်ပတ်ကိုလေပင်ကိုကျိုးခွင်းဆွတ်ပြီးတော့အဆက်ကွဲနေတော့မင်းသိရလားမင်းမသိပါဆိုလို့ငါပြောပေးတာဟဲ့မင်းတော့တောက်ဆက်ကွဲပြီလို့အဲ့ဒါကိုပြောတာနော်အဲ့တော်အောက်တန်းကြတဲ့ကောင်ပဲနော်မင်းစိတ်တက်ကမင်းအခုပိဒီစကားတွေပြောရမင်းအထင်းသားပေါ်နေတယ်မင်းအင်တာမအောက်တန်းကြတဲ့ကောင်ဆိုတာနော်ပထမတစ်ချက်ဘုံကျဲခံရတဲ့မြေပြင်အနေထားမရှိဘူးလို့မင်းစညင်းတယ်ဒုတိယတစ်ချက်လေလာကျဲတာဟုတ်မဟုတ်တဲ့ flight radar တွေပဲကြည့်ရအောင်မယ်ပြန်ပြောပြန်ရောဟောတတိယတစ်ချက်နောက်ဆုံးချက်ကြတော့တက်မတော်ကိုသတင်းမပေးဘုံလာကျဲခိုင်းတာလားဆိုဆွဆွဲပြန်အောင်ဟာဘုံမကျဲပါဘူးလို့လည်းအသေးလေးညင်းသေးတယ်ဘုံလာကျဲခိုင်းပါလားဘုံလာကျဲခိုင်းလားဆိုပြီးတော့လည်းလှုပ်သေးတယ်တက်တေတွေကရှိနေပြီလေရင်းမရတော့ဘူးလေဘာပြောရမှမသိဘူးလေအဲ့တော့ပြာရာတွေခတ်ပြီးတော့အမှန်တရားကိုဖုံးကွယ်ဖို့အသေးအတန်စူးစမ်းတာကလင်ကကြစ်ကြရတာအဲ့မှာတော့သူကသူတိုင်ပတ်သူကသူပြန်ညှိတာနော်ဟဲ့အချက်ကောရှိရလားအချက်ကောရှိရလားမင်းရှက်တိုင်တော့မင်းကိုမင်းဆိုမှပြင်းလိုက်ရမှာတဲ့လားနော်နောက်ဆုံးဘာဖြစ်လဲဘာမှပြောစရာမရှိတော့ကားငယ်ကွေးပြီးတော့ကိုဘိန်းကိုပြန်ကြိတ်သွားမိတယ်အဖြစ်မျိုးဗျာနော်ဒီကောင်အဖြစ်ကအဲ့လိုဖြစ်မျိုးရှေ့ဆက်သွားမရတော့လမ်းမှမရှိတော့တာ तू ကလိန်စရာလည်းမရှိတော့အဲ့တော့ကားငယ်ကိုပြန်ကိုယ့်ကားဘိန်းနဲ့ကိုယ့်အကူပြန်ကြိတ်မိတဲ့အဖြစ်မျိုးပဲအားပဲကြုံမျိုးမရတော်တော်ရှက်ဖို့ကောင်းပါနော်ဟုတ်ပြောအဲ့တော့ဘုံကျဲသွားလားမကျဲသွားလားဆိုတာကဲကာယကံရှင်တွေကိုမေးကြည့်ကွာနားထောင်ကြုံရအောင်အင်ရှင်တို့ပြောရမယ်ဆိုတော့အရန်ဝင်နေမိပါတယ်တကယ်လို့အခုလက်ရှိမှာတော့အတိအကျတော့မသိရသေးဘူးပေါ့နော်တေဆုံးတဲ့ထဲမှာပါတယ်မပါဘူးဆိုတော့အတိအကျမသိရသေးဘူးလက်ရှိတေဆုံးသွားတဲ့ကိုချင်းစာတရားဆိုတာတော့မင်းတို့ငါတို့သင်ပေးလို့မရတော့မင်းတို့သင်လဲတက်တော့မှာမဟုတ်သိလဲသိမှာမဟုတ်ကိုချင်းစာတရားဆိုတဲ့စကားလုံးကိုလက်ခံနိုင်တဲ့အုံနောက်စွမ်းရည်အသိဉာဏ်မင်းတို့မှာမရှိတော့အဲ့တော့ကိုချင်းစာတရားဆိုတာတော့ထဲ့မပြောတော့နော်ရှိမှမရှိတာမင်းတို့ကုံသွားပြီမင်းတို့တကယ်ကုံသွားပြီတကယ်ကိုမင်းဟိုဘက်ဆုံးရောက်သွားပြီလူတွေပေါ်မှာလည်းအများကြီးစိတ်မကောင်းဖြစ်မိပါတယ်နောက်တစ်ခုကကိုအင်ရှင်ဟာအတိအကျမသိရသေးတဲ့အတွက်ကြောင့်တကယ်လို့များအဲ့ဒီလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါလောက်စဉ်းစားကြည့်ဗျာသူတို့လည်းဒါမိသားစုထားနေတဲ့တနေရာပေါ့နော်အဲစဉ်းစားကြည့်ဒီနေရာမှာဟာခင်ဗျခံစားလို့မရပါဘူးဗျာနော်ငါယောက်ျားဒီ116ရောက်200နီးပါးပေါ့အဲ့ဒီမှာပါသွားသလားမပါသွားဘူးလားဆိုတာမသိနိုင်အဲ့ခံစားချက်ကြီးနဲ့နေရတဲ့မိမတယောက်ရဲ့ရှင်တွေကခံစားချက်မင်းတို့မို့လို့ကွာဒီလိုလိန်ပြောပြီးမှမင်းတို့ထမင်းမြူကြတယ်ကြုံမျိုးမင်းဟာဟဲ့အောင်ဟာရှားလို့ပြောင်းလို့ပါလားကွာနော်ဟင်းဟဲ့အောင်ဘုံသိက္ခာရှိမင်းပညာလေးနဲ့မင်းရှားလို့လုပ်လို့ရမင်းဉာဏ်ရည်လေးနဲ့ကွာနော်ရှားလို့လုပ်လို့ရပါဟင်းဟဲ့အောင်ဒီလိုကြီးလုံးမနေပါတော့ဟိုဝင်းနေမိတ်တာတော့ဆရာတော်ဘုရားကြီးတုန်းကလည်းအဲ့လိုပဲဝိုင်းလိန်ကြတယ်ဝိုင်းလိန်ကြပြောင်းလိန်ကြတယ်ဘလို့ကောင်းနေတော့မင်းတို့ကောင်းတယ်အဲ့ဘလို့လုံးမလဲမင်းတို့ဒီလောက်ရက်ဆက်ရုပ်မှာရိုင်းဆိုင်အောက်တန်းကြတဲ့ကောင်မျိုးတွေအုပ်ချုပ်တဲ့တိုင်းပြည်ကွာမင်းဘလို့တိုးတက်မှုရှိတော့မလဲဘလို့မင်းလူတွေနဲ့လက်တွဲပြီးနေလို့ရဒီနေရာမှာမင်းစဉ်းစားတယ်မင်းမိမဆိုရင်ရောမင်းညီမလေးဆိုရင်မင်းမဆိုရင်မင်းအမေဆိုရင်မင်းသမီးဆိုရင်ဟဲ့ကြုံမျိုးမင်းမင်းခံစားခြင်းမင်းအစားထိုးခြင်းမင်းမိမယူအစားထိုးလိုက်ကွာအဲ့နေရာမှာတော့မင်းအမေယူအစားထိုးလိုက်ကွာအမငုတ်တုတ်ကြီးထိုင်ခိုင်းလိုက်အဲ့နေရာမှာမင်းအဖေကြီးကဖြစ်ပြီကွာနော်အဲ့116ထဲမှာပါပြီကွာတို့ခံစားကြည့်တယ်ဒါဟုတ်ကွာမဟုတ်ပါဘူးလို့ပြီးတော့မှလုတ်ကြံလီဆယ်ပြီးတော့မှတော်အောက်တန်းရှာတယ်ကွာနော်တကယ်ကိုမင်းတို့အစ်စ်မရှိဘူးဆိုတဲ့စကားလုံးနဲ့တော့မတန်အောင်ရောက်စိတ်မကောင်းဘူးရတယ်မလုပ်တင်ဘူးလို့ထင်ပါတယ်ကိုလူတော့မှဆွဲသုံးပြီးတော့မလိုအပ်တဲ့အခါမှာစွန့်ပစ်တဲ့သဘောမျိုးလဲ
စစ်ကောင်စီဘက်ကလူကြီးတွေအနေနဲ့မပြုတ်လုပ်တင်လို့ထင်ပါ ဒုလုံးကဆွဲတော်နဲ့မလွယ်လွတ်ပြတယ်ဒါအထုံးစံပဲအရင်ကတည်းကကျွန်တော်တို့ကပြောပါတယ်နော်အောက်ခြေစစ်သားတွေဆိုတာလူသုံးပဲဘာတန်ဖိုးမှမထားဘူးဒီကောင်တွေကနော်အောက်ခြေကစစ်သားတွေကိုဘာတန်ဖိုးမှကိုမထားတာသုံးလို့ရသလောက်ကြောက်ခဲရည်ညစ်တယ်လို့ရသလောက်ညှစ်သုံးပဲမရတော့ရင်လွတ်ပြလိုက်အဲ့သူတို့ရဲ့မိသားစုတွေလည်းဒီလိုပဲနော်ရသလောက်ညှစ်သုံးတာပဲတက်တွင်းထဲမှာဆိုလို့ရှိရင်အကုန်လုံးလုပ်ရတာမိသားစုတွေအကုန်လုပ်ရတယ်ကလေးတွေလည်းလုပ်ရတာကလေးတွေဆိုလို့ရှိရင်ဒီအမေရမအားလို့ရှိရင်ဖားထိတ်လိုက်တာတို့ဘာတို့သားသမီးကသွားလုပ်ရတယ်နော်အဲချုပ်ရွယ်ရောက်တဲ့ကလေးဆိုစစ်တင်တန်းတက်ဒါမျိုးတွေပေါ့နော်မှန်တယ်နော်လူရင်သုံးမယ်မလူရင်လွတ်ပြမယ်အဲ့တော့ကျော်စိုးပြောတဲ့ပစ္စည်းဆိုတာမင်းတို့အောက်ခြေကစစ်သားတွေကိုပြောတာမင်းတို့ကောင်နေဒီကနေ့တော်လိုင်းဖြစ်နေတာမင်းတို့အခုစုပ်ပြတ်တတ်နေတဲ့စစ်တပ်ကြီးပြန်ကောင်းဖို့အတွက်ဆိုတာမင်းတို့သဘောပေါက်ဖို့လိုတယ်ကွာနော် မလိုအပ်တော့လို့လဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့မပြောဘူးစကားမရှိ ကဲ ဖြစ်နိုင်တော့ဒီဘက်မှာမိသားစုဝင်နေရှိတဲ့အတွက်ကြောင့်မလုပ်စီချင်ပါဘူးမဖြစ်စီချင်ပါဘူးငယ်တွေလည်းရှိတဲ့အတွက်ကြောင့်အရှိတွေလည်းရှိတဲ့အတွက်ကြောင့်ပါဒီလိုမျိုးတွေမဖြစ်စီချင်ပါဟုတ်ပါ မင်းအောင်လိုင်းကြီးကတော့ဒုဒ္ဒခါမီနီတရားတော်ကြီးရင်ဝယ်ပိုက်ပြီးတော့မှတနိုင်ငံလုံးဘုံကျဲတက်ဖြတ်နေတာပေါ့ဗျာနော်ဘုံကျဲတက်ဖြတ်နေတာပေါ့ဒုဒ္ဒခါမီနီဒုဋ္ဌခါမီနီတရားတော်ကြီးကိုရင်ဝယ်ပိုက်ပြီးတော့မှလုံးပေါ့နော်လုံးပေါ့လုံးကောင်းလောက်တက်ဆိုးရှင်းမယ်ကြည့်ကြသေးတာပေါ့ဟုတ်ကဲ့ပါကျွန်တော်တင်ဆက်မှုကဒီနေ့လောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်